သေးအဒီဘိုက်ကိုပထမ2ပါးပြီးသွားပါပြီနောက်ထပ်2ပါးလာပါမယ်လေးလုံးတို့တွေများပါမယ်မနေ့တုန်းကစောစော2ပါးပြီးတယ်ဒီနေ့ကတီးပေါ့နော်ဒီလိုတီးရပါတယ်ဟုတ်လားတက်ခုကြမယ်ကိုယ်လည်းပြောကမမီဘူးဒါကလေဒါလေးလုံးလို့ဆိုတော့ညာလက်တကျွေးလက်ခလဲပေါ့ညာလက်တကျွေးနဲ့ပဲလက်ခလဲနဲ့တွဲနှခါပြီးတော့ဘယ်လမ်းမနဲ့ညာလက်တကျွေးနဲ့ပြန်တွဲလက်ပန်းပြီးလို့ရှိရင်ဒီလိုတီးလိုက်ရတယ်စင်ပြရတီးပါနော်ဒါဘက်ကလပူလမ်ဘူးမတီးရင်လပူကခတ်တယ်ဆိုရင်ဒီလိုတီးလိုက်ပါနော်ဆိုအကွက်တိုင်းပဲညာလက်တကျွေနဲ့ဘယ်လက်မနဲ့ပြီးတော့ညာလက်တကျွေနဲ့ဘယ်လက်ညှိုးနဲ့ဘယ်လက်ညှိုးနဲ့ညာလက်ညှိုးနဲ့ဘယ်လက်ညှိုးနဲ့တွဲမယ်လက်ခလက်တစ်လုံးနဲ့ဘယ်လက်တကျွေနဲ့ညာလက်ညှိုးနဲ့လက်မတစ်လုံးနဲ့ဒီလိုတီးရရပါတယ်ပူပေါ့နော်လပူတင်းတော့လက်မတစ်လုံးနဲ့သုံးကြောင်တီးလိုက်ရပါတယ်ဒါကတော့ဆွမ်းနာအပိုက်ကပါနဲ့တူတယ်
ဒီ3ချောင်းဒီ3ချောင်းနဲ့ဒီဘက်ကလက်တကျွေးနဲ့အဲ့လိုလေးအဲ့ဒါပြီးတော့လက်ကလေးဆိုsống luôn là tan là nhựa là ta chịu lắm ạ sống mà đi lại phạm xong đi vào rồi nó biết hòa với